အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့Zero to Hero MM Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တော့အားလုံးအတွက်အကျိုးရှိအောင်တိတ်ငှက်ကပေးတဲ့ဘဝသင်ခန်းစာ9ခုအကြောင်းပြောပြပေးချင်ပါတယ်လောကမှာကြက်တူရေးလိုစကားများပြီးအမြင့်ကိုမပြန်တန်းနိုင်တဲ့သူမဖြစ်ပါစေနဲ့တိတ်ငှက်လိုတိတ်ဆိတ်စွာနေပြီးကောင်းကင်ယံကိုထိတွေ့နိုင်တဲ့စိတ်ဓာတ်ခိုင်မာသူပဲဖြစ်ပါစေအောင်မြင်တဲ့ဘဝတစ်ခုတည်ဆောက်ဖို့တိတ်ငှက်တွေစီကနေကျွန်တော်တို့သင်ယူနိုင်တဲ့အရေးကြီးတဲ့စိတ်ဓာတ်9ခုရှိပါတယ်နံပါတ်1အမြင့်မှာတကူတော့ပြန်တမ်းပါတိတ်ငှက်တွေဟာစာကလေးတွေကြီးကန်းတွေလို့ငှက်ငယ်တွေနဲ့ရောနှောမပြန်တမ်းပါဘူးသူတို့ကအမြင့်ဆုံးနေရာမှာတကူတော့တာမဟုတ်ကိုယ်နဲ့အဆင့်တူတဲ့တိတ်ငှက်တွေနဲ့ပဲပြန်တမ်းလေးရှိပါတယ်ဒါကဘာကိုဆိုလိုတာလဲဆိုရင်အမြင်ကျင်းမြောင်းသူတွေကိုစိတ်ဓာတ်ကြောင်းလုံးမဲ့သူတွေနဲ့ဝေဝေးနေဖို့ပါတင်ပေါင်းတဲ့လူတွေကတင်ပဲလို့လူဖြစ်လာမလဲဆိုတာကိုဆုံးဖြတ်ပြီးမှဖြစ်ပါတယ်နံပါတ်2ပြတ်သားတဲ့အမြော်မြင်ရှိပါတိတ်ငှက်တွေဟာ9ကီလိုမီတာလောက်ဝေးတဲ့နေရာကအရာဝတ္ထုကိုမြင်နိုင်တဲ့အာရုံစူးစိုက်မှုရှိကြပါတယ်ဘယ်လိုတားစီမျိုးပဲရှိပါစေတားကောင်ကိုဖမ်းမိတဲ့အထိအာရုံမလွဲပဲစူးစိုက်ထားတတ်ကြပါတယ်တင်းပွဲမှာလည်းဘယ်လိုစိန်ခေါ်မှုတွေပဲရှိပါစေကိုယ့်ရဲ့ပန်းနိုင်ကိုမျက်ခြေမပြတ်ပဲအာရုံစိုက်ထားဖို့အရေးကြီးပါတယ်နံပါတ်3ကြောက်ရွံ့မှုကင်းပါစေတိတ်ငှက်ဟာသူ့ရဲ့တားကောင်ကိုဘယ်လောက်ပဲကြီးမားတန်မာနေပါစေဘယ်တော့မှအရှုံးမပေးပဲရဲရင်စွာတိုက်ခိုက်တတ်ပါတယ်အောင်မြင်တဲ့သူတွေဟာလည်းပြဿနာတွေကိုကြောက်ရွံ့ပြီးရှောင်ပြေးမဲ့အစားထိတ်တိုက်ရင်ဆိုင်ဖြေရှင်းတတ်ကြပါတယ်နံပါတ်4စိန်ခေါ်မှုတွေကိုအခွင့်အရေးဖြစ်သုံးချတခြားငှက်တွေကမှုန်တိုင်းလာရင်တစ်ကိုင်းတွေကြားထဲမှာပုံအောင်တက်ကြပေမဲ့တိတ်ငှက်တွေကတော့မှုန်တိုင်းကိုပျော်ရွှင်စွာကြိုဆိုကြပါတယ်သူတို့ကမှုန်တိုင်းရဲ့လေရှင်ကိုအသုံးပြုပြီးတိမ်တိုက်တွေအထက်ကိုပုံမမြင့်မားစွာပြန်တန်းတတ်ကြတယ်ဒီလိုပါပဲအောင်မြင်သူတွေဟာစိန်ခေါ်မှုတွေကိုမကြောက်ပဲကိုယ့်အတွက်အကျိုးရှိအောင်အသုံးချတတ်ကြပါတယ်နံပါတ်5အတိတ်ကအောင်မြင်မှုပေါ်မှာပဲရောက်ရဲမနေပါနဲ့တိတ်ငှက်တွေဟာအသေးကောင်တွေကိုစားလိမ့်မရှိပဲလက်ဆက်တဲ့သားကောင်တွေကိုသာကိုယ်တိုင်ရှာဖွေစားတော့တတ်ကြပါတယ်ဒါဟာအတိတ်ကအောင်မြင်မှုဟောင်းတွေပေါ်မှာရောက်ရဲမနေပဲနေပယ်အသစ်တွေကိုဆက်လက်အောင်နိုင်ဖို့အမြဲကြိုးစားနေသင့်ကြောင်းဖော်ပြနေတာနံပါတ်6တက်တောင့်တက်တာဆုံးကွန်ဖော့ဇုံကနေထွက်ပါတိတ်ငှက်တွေဟာအတိုက်ထဲမှာရှိနေတဲ့နူးညံ့တဲ့မြက်ခင်းတဲ့အမွှေးမြင်တွေကိုဖယ်ရှားပြီးအတိုက်ကိုမတက်မတာဖြစ်အောင်လုပ်ခါသားငယ်တွေကိုပြန်တန်းဖို့လေ့ကျင့်ပေးတတ်ပါတယ်တက်တောင့်တက်တာရှိလွန်းတဲ့နေရာမှာတိုးတက်မှုမရှိနိုင်တဲ့အတွက်သင်ရဲ့ comfort zone ကနေရဲရင်စွာထွက်ခွာသင့်ပါတယ်နံပါတ်9မိမိကိုယ်ကိုအသက်တဖန်ပြုပြင်ပါတိတ်ငှက်တွေအသက်ကြီးလာပြီးအတောင်ပံနဲ့နှုတ်သီးတွေအားနည်းလာတဲ့အခါတောင်ပေါ်ကိုသွားပြီးမိမိရဲ့နှုတ်သီးနဲ့ခြေသေးဟောင်းတွေကိုကြောက်ဆောင်တွေနဲ့ရိုက်ချိုးအတောင်ပံဟောင်းတွေကိုနှုတ်ပစ်တဲ့နာကျင်ဖွယ်ဖြစ်စဉ်ကိုဖျက်ဆီးကြပါတယ်အဲ့ဒီနောက်မှသာအသစ်ပြန်လဲပေါက်လာတဲ့အတောင်ပံနှုတ်သီးတစ်တွေနဲ့အရင်ကထက်ပုံမမြင့်မားစွာပြန်တန်းနိုင်တာဖြစ်ပါတယ်ကျွန်တော်တို့တွေလည်းဘဝအတွက်တန်ဖိုးမရှိတော့တဲ့အကျင့်ဟောင်းတွေနဲ့ဝန်ထုတ်ဝန်ပိုးတွေကိုစွန့်လွတ်ပြီးမိမိကိုယ်ကိုအမြဲအသစ်တဖန်ပြုပြင်နေဖို့လိုအပ်ပါတယ်အားလုံးပဲဒီနေ့ကစပြီးတိတ်ငှက်ကပေးတဲ့ဘဝသင်ခန်းစာတွေနဲ့အတူကိုယ့်ဘဝကိုအောင်မြင်အောင်ရှောက်လန်းနိုင်ကြပါစေဒီလိုကျိုးရှိတဲ့ဗီဒီယိုတွေကြည့်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ထားပေးပါလို့တောင်းဆိုပါရစေ